ဟာရလောက်ကြပါငါနှိပ်တယ်လေဘာလို့ဟွာမဖြစ်တာလဲကွာဒီမှာ0ပဲပြနေတေတော့မလားလောက်ကြပါဦးမေကဲပါဟဲ့ငါနှိပ်တယ်လေကွာယော်ငါကျွန်တော် line လက်နေရထင်တယ်ကွာလောက်ကြပါဦးသွားပြီငါရှေ့မှာစောင့်နေပြီမလုပ်ပါနဲ့ယော်ငါဒီမှာနှိပ်နေရလေကွာယော်လောက်ကြပါဦးသွားပြီတွေးပြီသွားပြီ Oh my god sorry bro oh my god တေးသွားရတယ်ကွာငါဒီလောက်နှိပ်နေအောင်အစ်မပြေဘူး End of flashback Hello bro ကျွန်တော်ကလွယ်မှာကဲအားလုံးစောင့်မျှော်နေကြရင် Squid Game Season 2ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay ပါကျွန်တော်ဟိုနေ့က Squid Game Season 1ဆော့ပြီးသွားပြီဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော် Squid Game Season 2ကိုဆော့ပြသွားမှာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိရဗျ bro ကျွန်တော်အခု Squid Game Season 2ကိုအစားဆုံးမကြည့်ရသေးဘူးပေါ့ဗျာ Episode 2ထိပဲကြည့်ရတယ်အဲ့တော့ကျွန်တော်ဒီ Squid Game Season 2ကဘာ game တွေဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်အတိအကျမသိသေးဘူးပေါ့ဗျာ Squid Game series မကြည့်ရသေးဘဲနဲ့ဒီ Squid Game တွေကိုဆော့နိုင်မလားဆိုတာ bro ကျွန်တော်နဲ့တူတူ Squid Game Season 2ကိုဆော့လိုက်ကြစို့ဗျာ Alright ဒီမှာ pick your chain နဲ့ player လုံးမလား guard လုံးမလားဆိုတော့ player ပဲလုံးလိုက်မယ် Okay အဲ့တော့ကျွန်တော် player တွေကဒီမှာစုစည်းရမယ် Okay ကဲအဲ့တော့ကျွန်တော်ပထမဆုံးပြန်ရမယ် Mr Beast ခုနတွေ့လိုက်လား Mr Beast ပါပြိုင်နေတာ Squid Game နဲ့ဒီမှာ Mr Beast တွေ့လား Mr Beast စာပြီဟုတ်ပြီ let's go ကျွန်တော်အရင်စိတ်လို့ရှာနေအဲ့ဒါပိုင်းလေအော်ဒါကဓာတ်ပုံရိုက်တဲ့နေရာ okay ဓာတ်ပုံရိုက်လာအောင်မယ်ဘေးပဲရောက်ငါရင်ရိုက်မယ်ကွာဘေးပဲ okay ကျွန်တော်ရဲ့ဓာတ်ပုံလေးရိုက်ပြီးသွားပြီ okay ကျွန်တော်ရဲ့နံပါတ်ကဘယ်လောက်လဲဆိုတော့045တဲ့အဲ့တော့ဟို Squid Game Season 1တော့နိုင်တဲ့လူကဘယ်လောက်လဲ456လား okay ကျွန်တော်ကတော့045တဲ့နံပါတ်လေးကတော့တိတ်မစိုးပါဘူး069ဆိုရင်ပုံမိုက်တယ် okay 045အလိုဝင်စပြီဟဲ့ဒါပိုင်းလေဒါကျွန်တော်ဝါထင်တယ်ဗျသိလား red light green light ကနေအရင်စပြန်ရမှာထင်တယ်ဟုတ်တယ် red light green light စကြစို့ okay red light green light oh my god ဟိုမိုက်တွေကဒီ Squid Game Season 2က1တက်တော်မိုက်ရနော်မာစောတင်စင်ရစမေဟာ wait what မြင်လိုက်တာ oh my god မာဟိုစင်ရhey oh my god နည်းနည်းတော့ကြမ်းနေရ my god ဒါကျွန်တော်ရဲ့ bro oh my god စင်ရစမေhey မလီကြောက်စရာမလီလေးဟေ့ငါ့ကိုကြော်တက်တော့ငါနောက်ဆုံးမဲ့ကြံတော့ငါပိတ်ချီရမာစောစင်ရတမိတာမလီတို့ကြောက်အောင်အချိန်ရတော့ရှိသေးတယ်ငါနောက်မှာဘယ်သူမှမရှိတော့ကွာတေးရဲပဲရှိတော့တယ်ဟေ့ရောဟိုမာကိုစင်ရတမိတာဘယ်ဘာလို့ရက်နေရလဲ bro အာရbro ဘာလို့ရက်နေရလဲဒါကျွန်တော်ဖန်တရားအာပျောက်သွားပြီပါကွာငါ့ကိုတယောက်တည်းထားသွားပြီအမလီဟိုမာစောစင်ရတမိတာမလီကြောက်တယ်တကယ်ကြောက်လာပြီကွာ okay အချိန်ရတော့ကြံသေးပါတယ်စက္ကန့်40ကြံသေးတယ်စိတ်မပူနဲ့စိတ်လုံးမရှားဖို့အဓိကပဲ hey ရပြီလောမလို့ဟိုစင်ရစမီတာ hey oh my god အချိန်ဟာရောက်ဘလို့ဖြစ်သွားလဲငါဘလို့သေးသွားလဲ You serious တော့ကွာ revise ပြန်လုပ်မယ်ညစ်တာပါကွာရောက်ပြီအချိန်လည်းမပြည့်သေးပဲနဲ့ငါသေသွားရတယ်ကွာနိုင်ပြီ let's go ဒါပဲအောင်မဘလို့ဖြစ်ပြီးတော့သေသွားရတယ်ကွာ oh my god ဘယ်သူတွေသေသွားပြီလဲဟာရဒါအလောင်းတွေကွာတေသွားတဲ့လူတွေဘယ်နှယောက်တေသွားပြီလဲအားလုံးပေါင်းဘယ်နှယောက်ပြန်1 2 3 4 5 6 9 10 90ဘယ်လောက်လဲအယောက်100လားမရှိပြိုင်တော့နော်ဒါဆိုမင်းတို့ကောင်နေတတ်မဲ့ညစ်တာပါကွာဘယ်သူတွေတေသွားကြလဲဟာမက်ဆီကပါလိုက်သေးတယ် What the hell okay ဒီမှာတေသွားတဲ့လူတွေရဲ့စရင်းတွေပေါ့အဲ့မှာတေသွားရင်ဒီမှာပတ်စံတွေအများကြီးထက်ရောက်လာ total cost price $44အဲ့ရောက်$44တဲ့ကွာနည်းလိုက်တာကွာမင်းရဲ့ suji price ကလေ remaining 29ယောက်ပဲကျန်တော့ရနော်အယောက်90ပြိုင်တယ်29ရောက်တဲ့ okay ဗျာဘာလို့ရလဲကွာနေတခုပဲနော် This channel will test your reflex reaction time နဲ့ choose your thing really ခေါ်အတင်းယူလာအတင်းယူမလားစပင်းချင်းနဲ့ကတော့မင်းကလည်းတငယ်ချင်းဖွင့်မလားလာကိုလက်လာတငယ်ချင်းဖွင့်မယ်မင်းကိုရီးယားလိုမပြောနဲ့ကွာအညာစမီကားတွေဘာကြီးစားလာငယ်တွေလာမပြောနဲ့ငါတိတ်မတက်ဘူးဟိုမှာစပင်းချင်းနဲ့ကတော့တယောက်တွေ့ပြီ okay လာငါပါလို့ရလားပါမယ်စပင်းချင်းနဲ့ကတော့ကျွန်တော်လည်းပါကျွန်တော်ရလား okay လာပြီစိတ်မပူနဲ့okay မင်းတင်ကိုငါဝင်ပေးမယ် okay 3ယောက်ယောက် guts ဒီကောင် importer တယောက်ပါလာစပင်းချင်းနဲ့ကတော့မှဒီဘက်လာခဲ့ဘယ်ရောက်သွားလဲဟိုကတော့မှစပင်းချင်းနဲ့ကတော့မှဘယ်ပြောက်သွားလဲလာဒီဘက်လာဟဲ့ကောင်စပင်းချင်းနဲ့ကတော့မှငါအတင်းနဲ့ဝင်ခဲ့ဝင်มาစိုးနေရတယ်မင်းတွေ့နေတာပြင်လားမင်းကိုပထမတော့ငါတတ်ပြင်မယ် okay ဗျာငါတို့ကတင်းနေ4ယောက်ဟောပြီးစလိုက်ကြစို့ကဲကြိုးစားမယ်နော် good luck everyone နဲ့ဘာလုပ်ရမှာလဲဘာလုပ်တာလဲ okay သွားနေပြီကွာSquid Game Season 2ကိုအစားဆုံးမကြည့်ရသေးဘူးတော့ရအောင် Episode 2ထိပဲကြည့်ရသေးတယ် Okay
နန်းနေတော့ရှောင်းနေဟာရောင်ငါနောက်ကြံခဲ့ပြီလားမဟုတ်ပါဘူးဒါဝိုင်းချစ်ပတ်တဲ့သူတွေစော့နေရတာโอเคပါတော့အော်တယောက်ကလေးစီဂိမ်းစော့ရတာကွာ၄ယောက်ကိုโอเคဟေးဘရိုတီချာလုံးနော်မသေးပေးစေနဲ့နော်တယောက်တရာနဲ့အကုန်သေးပြီဟုတ်တယ်မလားဒါဒုတိယမြောက်သူစော့နေရတာโอเคကျုံစမ်းကဲငါတက်တရားမြောက်မယ်ဒီကငါလဲပဲကဲငါလဲပဲဟေးဘရိုကျွန်တော်လဲပဲလောက်ပြီဟေးကျုံပြီအော်ပြီဒါပါလို့ရတယ် choosing star click on the star that glow yellow တဲ့โอเคရည်လားโอเคရည်လားအနေတော့နှိမ့်လိုက်ပါတယ်ကွာရော့အမโอเคနှိမ့်လိုက်တယ်နော်ရော့အမနောက်ထပ်ရော့အမโอเคရော့အမအဲ့လိုမျိုးအဝါလေးဖြစ်တဲ့ star လေးကိုလိုက်နေပါလို့ရော့အမဟဲ့တကူတော့မားနေတယ်လို့ပဲနော်ရော့နှိမ့်တယ်လေကွာရော့ဟာရလောက်ကြပါအောင်နှိမ့်တယ်လေဘာလို့ဟွာမဖြစ်တာလဲကွာဒီမှာ0ပဲပြနေတီတော့မှလားလောက်ကြပါဦးမေးကေပေါင်းဟဲ့ငါနှိမ့်တယ်လေကွာပြောကြီးငါကျွန်တော်လိုင်းလက်နေရထင်တယ်ကွာလောက်ကြပါဦးသွားပြီငါရှေ့မှာစောင့်နေပြီမလုပ်ပါနဲ့ယော်ကြီးငါဒီမှာနှိမ့်နေရလေကွာယော်ကြီးလောက်ကြပါဦးသွားပြီတွေးပြီသွားပြီ Oh my god sorry bro oh my god တည်သွားတယ်ကွာငါဒီလောက်နှိမ့်နေအောင် အဆင်မပြေဘူး A few moments later. ကဲအဲ့တော့ bro နောက်ဆက်တစ်ပွဲထပ်ဆော့မယ်ဗျာခုနပွဲတော့ဘာဖြစ်သွားလဲမသိဘူးဗျာ Okay ဒီတစ်ခါကျွန်တော်ရဲ့နံပါတ်က047နော် lucky နံပါတ်တွေတော့မဟုတ်ဘူးဗျာဒီနံပါတ်တွေအသိမမိုက်ဘူး let's go ငါရင်ဓာတ်ပုံရမယ်ဘေးငါရင်ဓာတ်ပုံရမယ်ဘေးသားဓာတ်ပုံရလာပြီlet's go ငါတော်ချောတာပဲကွာကြည့်လောက် No. အာဂျင်တီးနားပါတယ်ဖိလစ်ပင်းပါတယ်နိုင်ငံအသီးသီးကနေလာပြိုင်တဲ့ Squid Game ကိုလာပြိုင်တဲ့လူတွေပေါ့ဗျာကျွန်တော်ကတော့မြန်မာနိုင်ငံကိုစားပြုတ်ပေါ့လေ Okay ဗျာ let's go သွားလိုက်ကြစို့တကယ်လို့ဒါဒီလိုမျိုး Squid Game ကိုအပြင်မှာပြိုင်ရမယ်ဆိုရင် Oh my god ဘယ်တော့မှစိတ်လို့ရှားလိုက်မလဲအတက်နဲ့ရင်းပြီးတော့စော့ရတဲ့ game တွေစပြီလားကောစင်ရဇမီတာ Hey အေးဝါသိပြီအမသိလိုက်တော့ Oh my god ကောစင်ရဇမီတာ Hey Okay ဗျာeasy ပဲ let's go ကိုစေရစမီ hey လောစရာမလို့ easy ပဲဒီကောင်သိပြီဟိုသွားနေအေးဟဲ့ကောင်ငါနောက်ဆုံးပဲကြံအေးငါဘယ်တော့ပြဘေးချီပါလားကွာကိုစေရစမီတာတကယ်လန့်နေကွာမလေးငါတယောက်တည်းကွာနောက်မှဘယ်သူမှမရှိတော့ငါ့ဆောင်းဟေးငါတယောက်တည်းနောက်မှမထားခဲ့နဲ့လေကွာမာကိုစေရစမီတာဟုတ်တာနောက်မှဘယ်သူမှမချမ်းတော့မာကိုစေရတမီတာမလေးရတော့ပါဒီနောက်ဆုံးတော့ကျွန်တော်လုံးနိုင်ခဲ့ပြီ red light green light ကိုအေးပါကွာပထမဆုံး red light green light လေးစော့ရတာမှဒီလောက်ဖြစ်နေမယ်ဆိုရင်တော့ရအောင်နောက်ထပ် game တွေကဒီထက်ပိုချမ်းမှာအဲ့ game တွေကတော့မပြောရစရာပဲ Okay ဗျာအဲ့တော့ဘယ်နှစ်ယောက်ကြံနေလဲ remain နေ29ယောက်ပဲကြံတော့တယ်ဘယ်မှာလဲငါပုံဒီမှာငါချောဆုံးပဲချောရယ်နော်လုံးဝပေါ့တခြားလူတွေတက်ပို့ပြီးတက်နေဟုတ်လားOkay အဲ့တော့နောက်ထပ် game ကဘာများဖြစ်မလဲအော်ရအပေါ်တက်တော့မှာဒါ red light green light ပြီ red light green light ပြီးတော့နောက်ထပ်တစ်ခုကဘာလဲဆိုတော့ဘာ game များဖြစ်မလဲခုနဟာကြီးပဲကွာဟုတ်တယ်ခုနကဆော့တော့မှာပြီးအတင်းအဖွဲလာအဲ့တော့အဖွဲလိုက်လုံးမယ်အော်ရနေထွက်ပြေးလို့ရလားမိုက်တယ်ကွာကစားတဲ့နေရာကြီးကလည်းလာဘရိုလာခဲ့လာကျွန်တော် fan နေနဲ့တဖွဲလဲလုံးမယ်လား Okay အဲ့ဒီတော့ဒီအဖွဲအစိမ်းလာနေအနီပဲရွေးလိုက်မယ် Okay ခုနအစိမ်းရွေးလို့ငါသိသွားပြီအဲ့တော့အနီပဲရွေးမယ်လားဘရိုလာခဲ့လားကိုကျွန်တော် fan နေနဲ့တဖွဲလဲချမယ်လားဘရိုယုံကြည်လိုက်မယ်နော် Okay ဗျာလာဘယ်သူလာမလဲ Okay အဲ့တော့ဒီမှာဒါကတော့ Roblox player ဆိုတော့ကျွန်တော် fan တယောက်ပေါ့ဗျာ Okay အဲ့တော့သူနဲ့ကျွန်တော်နဲ့ပြိုင်မယ်2ယောက်ပဲလားနှစ်ကိုယ်လေးသွားမယ်ဗျာ Okay နော်ဟုတ်ပြီအေးမလာနဲ့တော့အဲ့ကောင်သွားတော့အာဂျင်တီးနားကောင်နေလိုက်တော့သွားလိုက်တော့ကွာ3ယောက်ဆိုပိုရှုပ်ကုန်မယ်ကွာစပြီလားတကယ်ရ start တဲ့ကိုလက်အားရောင် Wait what 4ယောက်ဖြစ်မှစလို့ရလား Wait for your turn အေးပါကွာ4ယောက်သမားတွေကအရင်စတာနော်ဟုတ်ပြီ Squid Game season 2ဘရိုကြည့်ပြီးကြပြီလားဗျဟမ် Squid Game season 2အစားအဆုံးလေထွက်တော့ကြားနေကျွန်တော်က Squid Game season 1တော့ကြည့်ပြီးသွားပြီ season 2ကတော့ episode 2ထိတော့ကြည့်ပြီးသွားပြီမိုက်ကြလား Squid Game season 1နဲ့ Squid Game season 2ထဲမှာဘယ် Squid Game ကိုအကြိုက်ဆုံးလဲပေါ့ဘယ် season ကိုပိုကြိုက်လဲပေါ့ဘရို Squid Game လေဘယ် season ကိုပိုကြိုက်လဲ Squid Game season 1လား2လားပေါ့ဒီလိုဒီဘက်တွေရှောက်သွားလို့ရလားမသိဘူးသွားကြည့်မယ်ကိုကြီးကျွန်တော်အီပါလို့ရလားဗျခဏလောက်နော်အိမ်နာခဏသွားကျွန်တော်အီပါကျွန်တော်ဗျသွားလို့မရဘူးကွာ shit အီပါကျွန်တော်လို့ကိုကြီးတနက်ကြီးနဲ့မချိန်ထားပါနဲ့ကိုကြီးကျွန်တော်အီပါကျွန်တော်မရတော့တကယ်ပါသေးနာပြီချောကြတော့မှကိုကြီးတကားပေါက်